နိုစိမ်းနဲ့ဟာချက်သားကီမစိတ်သားကီမငါးတစ်တာတူနာနဲ့ဟာပါရသေးရဲ့နော်ဟုတ်ကဲ့ဒီနူးအီနေတဲ့ပလာတာလေးကိုစားမယ်ဖီလင်ကတော့တော်ကြီးနှစ်ဦးဒီမှာတကြားအညိုသုံးရတဲ့ရည်ရွယ်ချက်ရှိလားတကြားအညိုကလူကြိုက်များလို့ပါဟုတ်လဲဟုတ်တယ်ဗျကျွန်တော်ကိုယ်တိုင်လဲဒါတကြားအညိုကဟိုမှန်တယ်ပြောလို့ရှိရင်တော့ဒီပလာတာနဲ့အယောင်ချင်းသွားစင်နေရောအမြင်မှန်တော့မလားတယ်လို့ရှိပေမဲ့လို့ရတာပိုကောင်းတယ်လို့နည်းခံစားရတယ်ဒီကျဲဦးချစ်ပလာတာမှာဆိုလို့ရှိရင်ပေါ့နော်ဒါဘေးဆိုလို့ရှိရင်ဒီမှာအပြောသည်တီးမွေးကိုတုံးလိုက်ရဆိုတာချိုးတဲ့ဘက်ကတော့တောင်းမှသေးကြတယ် cheese ဘာလို့ဒါစိတ်နဲ့စိတ်မယ်အဲ့ဒါကမှဥပလာတာရဲ့ကိုယ်တိုင်နဲ့ဂျုံနာနဲ့ကျွတ်ရွရွလေးပေါင်းလိုက်ကြည့်ပါဦးတော်တော်လေးဒါမိုက်တယ်ဗျဒါမြန်မာနိုင်ငံမှာပထမဆုံးပဲလို့တော့ပြောလိုက်ရတယ်နော်โอเคမင်္ဂလာပါ Open the Box ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့အားလုံးပြပေးခြင်းနဲ့ဆိုင်ရတော့အားလုံးနဲ့လည်းရင်းနှီးပြီးသားတော့ဖြစ်တော့မယ်ဒါပေမဲ့ကျွန်တော်တို့အခုမှလာစားရပါတော့ခင်နောက်ကြနေတဲ့ vlogger လေးကဥပလာတာစီကိုခေါ်သွားခြင်းပါတယ်ဆိုတော့သွားကြည့်အောင်ဥပလာတာကြီးမင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဘာစားရမလဲဗျာလောက်ပါအောင်ကျွန်တော်ဘာစားတင်လဲတခုလောက်ကျုပ်ဟိုပြော cheese platter လုံးဝ recommend ပေးလိုက်ပြီဟုတ်ကဲ့ recommend ပေးပါရခင်ဗျာအဲ့ကောင်လေးကျွန်တော်ယူမယ်ဗျာနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ဆိုင်မှာရှိတဲ့ menu တွေတော်တော်များရယ်နော်ကျွန်တော်ဒီမှာတွေ့တာဟုတ်ကဲ့ဟိုပုံမှန်တကြားပလာတာပဲပလာတာကျုပ်ပလာတာကိုပဲဖယ်လိုက်မယ်ဆိုရင်တော့မှနိုစိမ်းကျုပ်ငှက်ပြော cheese ပြီးတော့ကျုပ်ကစုံနဲ့မိုင်လိုနဲ့ဟာနောက်ပြီးတော့ပဲနဲ့ကျုပ်နဲ့ကျုပ် cheese နိုစိမ်းနဲ့ဟာချက်သားကီမစိတ်သားကီမငါးတစ်တာတူနာနဲ့ဟာပါရသေးရဲ့နော်ဟုတ်ကဲ့တူနာနဲ့ရပါတယ်အော်ဆိုတော့တော်တော်များများဆဆပဲတခြားဒီ special menu တွေဆိုတာ mozzarella cheese နဲ့ရမယ်မလိုင်း cheese ဒွေးမလိုင်း cheese တွေလည်းရသေးတယ်ဆိုတော့ okay ဗျာပဲပလာတာလည်းကိုရဟုတ်ပဲပလာတာအော် plain ကိုရဘယ်နှချက် okay ဆိုတော့ဥပလာတာကိုယ့်ဘာသာကိုအရသာနှက်တာပေါ့ဟုတ်ကဲ့ကိုကနှက်တာပါခင်ဗျာဆိုတော့ကျွန်တော်ပလာတာ plain ရဲ့အရသာကိုခံစားကြည့်နေဆိုရင်ကျွန်တော်ဘာစားတင်လဲplain ရဲ့အရာကခံစားကြည့်ဟုတ်ကဲ့ဟိုရိုးကြားပလာတာထပ်တရာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်အဲ့ထက်တရာတစ်ခုယူလိုက်အဲ့ဒါလေးစားကြည့်ပါဟုတ်ကဲ့ထက်တရာနဲ့ပလာတာနဲ့ကွာတာရောရှိလားထပ်တရာအခေါ်ပါပဲခင်ဗျာအခေါ်ရောအဓိကမနေ့မှဆိုတော့ထပ်တရာခေါ်တာပေါ့ရန်ကုန်သားတွေကြတော့သူ့ကိုပလာတာပဲအလွယ်ခေါ်တာပေါ့နော်တကြားနဲ့စားတော့တကြားပလာတာပေါ့ဒါပေါ့နော်ပဲနဲ့စားရင်ပဲပလာတာပေါ့ဘောပေါက်ကြီးဗျာဆိုတော့ကျွန်တော်အဲ့ဒီထက်တရာဆိုတဲ့ကောင်လေးတကြားနဲ့ဟာလေးတစ်ခုယူလိုက်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဥပလာတာရဲ့ဒါလက်ရအစ်စ်ကိုအဲ့ဒီမှာကျွန်တော်စားမယ်ဟုတ်ကဲ့ပါဒီ specialize လုပ်ထားတဲ့ကောင်လည်းကျွန်တော်ထပ်ပြီးတော့ special အနေနဲ့စားမယ်ဟုတ်ကဲ့ပါဥပလာတာလဲလေးရလေချိစီရလေကိုယ့်ဘာသာကိုဒီဇိုင်းဆွဲရလားဟုတ်ကဲ့ကိုယ့်ဘာသာဒီဇိုင်းဆွဲရမိုက်တယ်ဗျာဆိုတော့ဒီဇိုင်းကတော်တော်လေးအဖွင့်ပိတ်မြန်မဲပုံပဲဟုတ်ကဲ့ခင်ဗျာဒီကလေးဖြုတ်ပြီးတော့တောက်ထွက်လိုက်တာနဲ့ဆိုင်ဖွင့်ပြီးသွားပြီအော်โอเคဖြုတ်လိုက်တာနဲ့ဆိုင်တစ်ခါပြီးသွားပြီဆိုဥပလာဒီမှာဆိုရင်ဘယ်ချိန်နေဖွင့်လဲ3နာရီကနေပြီးည8နာရီထိဖွင့်ပါတယ်ခင်ဗျာဥပလာတာကိုဟာနေကိုတော့မှမင်ညူကတော်တော်ခက်များများရေဟုတ်ကဲ့အဲ့ဒါကမှလူတစ်ယောက်ကို2မျိုးလောက်ခွဲမှပြီဆိုရင်အချောင်ရိုက်ပြီဟုတ်ကဲ့အဲ့ကြတဲ့ကျွန်တော်တို့ရှောင်းမင်းနေလူတွေတွေ့ရိုက်လို့ချင်တာပေါ့ဒီလိုပဲအကောင်းဆုံးဖြောင်းတော့ကြိုးစားပြီးတော့ဖြည့်ပေးလာပါပဲဟုတ်ကဲ့ဆိုဥပလာတာဆိုတဲ့နာမည်ကိုဘယ်လိုမျိုးစိတ်ကူးနဲ့ပေးရလဲနာမည်ကတော့ဥပလာတာရဲ့ကလေးလေးတွေပေါ့နော်စိုင်မာလာစားတဲ့ကလေးလေးတွေရတယ်ဥပလာတာကြီးဆိုတော့အဲ့ဒီနာမည်ကစိုင်နာမည်ဥပလာတာဖြစ်တာပါပဲသူ့တော့မဟုတ်ဘူးမိုက်ဥပလာတာရဲ့ logo design လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ကကိုယ့်အတကိုလည်းလို့ကိုပိုင် logo လေးတစ်ခုလုပ်ထားရမယ်ကိုယ့်ရဲ့မျက်နှာလေးနဲ့နော်ဟုတ်ကဲ့ဆိုတော့ဒီမိုက်ဆိုတော့ကျွန်တော်ပွဲပေးလားဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါတော့ပလာတာရဲ့ taste ဒါလုံးဝခံစားရမယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ထိုင်ပြီးသွားစားလိုက်မယ်နော်ဟုတ်ကဲ့ပါခင်ဗျာโอเคဗျာဒါဥပလာတာကတော့ဒါသူဆိုင်မှာထိုင်မယ်စားမယ်ဆိုရင်တော့အဆင်ပြေဒီလိုလေးပဲ2ယောက်3ယောက်လောက်စားလို့ရအောင်ဆိုပြီးတော့ဒီလိုမျိုးစပွဲလေးစီစဉ်ပေးထားရဲဆိုတော့ဒီနေ့တော့ကြော်ကြီးကနေရာရထားရဲပေါ့နော်ဆိုတော့ဒီနူးအီနေတဲ့ပလာတာလေးကိုစားမယ် feeling ကတော့တော်တော်ကြီးနှစ်အော်ဘာမှဆွေထူးထူးမပါတော့ညာလေးဥပလာတာရဲ့ဂျုံသားလေးကနူးအီပြီးတော့ညောင်းမြင်တဲ့အတိုင်းပဲတကယ်ဦးဒီမှာတကြားအညိုသုံးရတဲ့ရည်ရွယ်ချက်ရှိလားတကြားအညိုကလူကြိုက်များလို့ပါအညိုနဲ့ကိုကြိုက်တယ်ဟုတ်လဲဟုတ်တယ်ဗျကျွန်တော်ကိုယ်တိုင်လဲဒါတကြားအညိုကဟိုမှန်တယ်ပြောလို့ရှိရင်တော့ဒီပလာတာနဲ့အယောင်ချင်းသွားစင်နေရောအမြင်မှန်တော့မလားတယ်လို့ရှိပေမဲ့လို့ရတာပိုကောင်းတယ်လို့နည်းခံစားရတယ်ဒီကျဲဦးချစ်ပလာတာမှာဆိုလို့ရှိရင်ပေါ့နော်ဒါဘေးဆိုလို့ရှိရင်ဒီမှာအပြောသည်တီးမွေးကိုတုံးလိုက်ရဆိုတာချိုးတဲ့ဘက်ကတော့တောင်းမှသေးကြတယ် cheese ဘာလို့ဒါစိတ်နဲ့စိတ်မယ်အဲ့ဒါကမှဥပလာတာရဲ့ကိုယ်တိုင်နဲ့ဂျုံသားနဲ့ကျွတ်ရွရွလေးပေါင်းလိုက်ဟာဖြစ်လာ
ဘာကြောင့်ဥပလာတာဖြစ်နေတယ်ကျွန်တော်သိသွားပြီကျွန်တော်တကယ်စိတ်ရှိလက်ရှိစားပြီးမှ review ပေးပါဆိုရင်တော့ဒီနေ့ဒါကုန်သွားလိမ့်မယ်ဒီ review ကိုနားထောင်မှာမဟုတ်တော့ဆိုတော့ဒီမှာဟိုမြင်ရတဲ့အတိုင်းပဲဒါထဲမှာဒီစံပြောဒီရော cheese ကို platter ဟောကအဆက်ဟာမိမိလေးပဲဟိုအပြင်သားလေးကျွတ်ရွရွရနေပေါ့နော်ထဲထဲကငါပြောသေးပါရတော့ဒါနွေးုံလေးပဲပြီးတော့ဒီ cheese ကလည်းဒါမျိုးဤစိတ်နေအောင်ဆွဲရမယ်ပြီးတော့ဒီလိုရတဲ့မျိုးဆိုလို့ရှိရင်ညတော့အဓိကကလေးလူငယ်တွေပိုကြိုက်မှာဒါပေမဲ့လို့လေငါပြောသည့်ပါညာပါရအတွက်အာဟာရလည်းဖြစ်တယ်အားလည်းဖြစ်တယ်ပြီးတော့ဒါကျွန်တော်တို့ဒီအာရှကဟိုပုံစံမျိုးမဟုတ်ဘဲနဲ့ cheese တွေပါထည့်သုံးထားတာဆိုတာလေဒါ custom လုပ်ထားတာတခုဆိုတော့လုံးဝမိုက်တကယ် recommend ပေးလို့ရတယ်ပလာတာဆိုင်နေမှာနံပါတ်1မှာလုံးဝသိကြတယ်ကျွန်တော်သိရှိလက်ရှိမစားခင်မှာပလာတာကိုသွားပြီးတော့ဒီကျွန်တော်စားရတဲ့လေးတွေဈေးနှုန်းလေးတွေမင်းရင်းနဲ့ကျွန်တော်နည်းနည်းသွားပြီးတော့ငွေနောက်ချင်တာလေးတက်သွားလိုက်အောင်ပလာတာကြီးကျွန်တော်စားရတဲ့နှစ်ပွဲဘယ်လောက်လဲ တာစားတာကကြောက်မပြော cheese က6500ပါခင်ဗျာ 6500 ဟုတ်ကဲ့ယူတကြားပလာတာကတော့သူကတစ်ချက်1500တယ်ပါ 1500ဆိုတော့ဒါ8000ပဲเนาะ ခင်ဗျာ โอเคဆိုတော့ဗျာကျွန်တော်ကပလာတာကျွန်တော်လည်းတော်တော်ကြိုက်နေတယ်ပါတယ်ဒါပေမဲ့လေဒီပလာတာစားပြီးတော့ကျွန်တော်တခြားပလာတာရင်မတိုးတော့ရင်ကျွန်တော်ဒုက္ခရောက်မယ်အဲ့ကြိုင်ဦးနဲ့ကျွန်တော်လည်းပြဿနာရှင်းရလိမ့်မယ် ဟုတ်ကဲ့ ဆိုတော့ဦးကျွန်တော်တောင်းဝယူမရမယ် တောင်းဝင်ယူပါတယ်ဥပလာတာမှာ ready made ပလာတာဆိုပြီးတော့အဲ့ဒါထုတ်ထားပါတယ် ဟာဘယ်လိုမျိုးလဲတစ်ချက်ပြပါဦး ဟုတ်ကဲ့ပလာတာဒီလိုမျိုး ready made ပလာတာလေးရပါတယ် ဟုတ်လား ဟုတ်ကဲ့ ဒါဥပလာတာရဲ့လက်ရပဲ ဟုတ်ကဲ့ဒါဥပလာတာရဲ့လက်ရပါဥပလာတာကိုယ်တိုင်ထုတ်ထားတာ ဟောโอเค ဟုတ်ကဲ့ဒါလေးကိုသူ့ကိုထောက်ပြီးတော့ ဟုတ်ကဲ့ စီလေးနည်းနည်းလေးနဲ့ကျွတ်လေးကြိုင်ရင်စီလေးနည်းနည်းလေးနဲ့ကျွတ်ပေါ်ကြော်စားလဲကောင်းတယ်နောက်ပြီးတော့ဟိုအလွယ်တကူပေါ့နော်ထမင်းဝဲထဲမှာဒီတိုင်းပြစ်ထည့်ပြီးတော့မှ9မိနစ်လောက်နှက်ပြီးတော့စားမယ်ဆိုရင်လည်းဒီဥပလာတာရဲ့ဒီ taste ကိုရပါတယ်ဟုတ်ကဲ့ โอเคဆိုတော့ကျွန်တော်ဒီဟာကိုဝယ်သွားပြီးတော့ကျွန်တော်ရေလေးတရာနေမှာအလုံးမိတ်ထားမယ်ဆိုရင်ဘယ်လောက်ထားလို့ရသေးလဲ ဒီလိုလေးခဲနေအောင်ထားမယ်ဆိုရင်၄-၅လထားလို့ရပါတယ် 5လတိရ ဟုတ်ကဲ့ โอเคဗျာမိုက်တယ်ဆိုတော့ဒါဒီဟာမျိုးတစ်ထုပ်ဆိုရင်ဥပလာတာရဲ့စကားရေးရှုပ်ပါမယ်ဥပလာတာရဲ့ပလာတာဘယ်နှချက်ပါဝင်လဲပြီးတော့ဈေးနှုန်းကဥဘယ်လိုယူလဲဗျ ဟုတ်ဒီထက်မှာ5ချက်ပါပါတယ်ခင်ဗျ 5ချက်ပါတယ် 5ချက်ပါတယ်တစ်ထုပ်ကို8000ပါခင်ဗျ ဟာတစ်ထုပ်ကို8000 ဟုတ်ကဲ့ ဆိုတော့ဒါအပြင်ကဈေးနဲ့လည်းအများကြီးမကွာဘူးဒါ packaging ဈေးလေးပဲနည်းနည်းပိုယူရတဲ့ပုံစံတော့ပဲရှိတော့ကြည့်ပါဦးတော်တော်လေးဒါမိုက်တယ်ဗျဒီလိုမျိုး ready made ထုတ်လုပ်ထားရဲဆိုတာလေဒါမြန်မာနိုင်ငံမှာပထမဆုံးပဲလို့တော့ပြောလို့ရတယ်နော် ချာ brand တွေရှိပါတယ်အများကြီးရှိပါတယ် ဟုတ်လား ဟုတ်ကဲ့ Okay brand တွေရှိပါတယ် ဆိုတော့ကျွန်တော်ဒါလေးတစ်ထုပ်လေးကျွန်တော်ယူလိုက်မယ် ဟုတ်ကဲ့ နော်နောက်ပြီးတော့ဒါဥပလာတာပြောရတဲ့ဆိုတော့ကျွန်တော်4လနဲ့5လလောက်အသာလေးထားရလို့ရ ဟုတ်ကဲ့ထားလို့ရပါတယ် ဒါကိုယ့်အတကိုကြော်ထားလို့လည်းရတယ်ပြီးတော့ပေါင်းပြီးစားမယ် စီကြောက်တဲ့ customer တွေအတွက်အလွယ်တကူထမင်းဝဲထဲမှာပြစ်ထည့်ပြီးတော့9မိနစ်လောက်နှက်ပြီးရင်ငွေလေးနဲ့ပေါင်းစားလို့ရပါတယ် ဟာโอเค ဒီငွေလေးနဲ့ပေါက်စီပေါင်းလို့အဲ့လိုလေးပေါင်းစားလို့ရပါတယ်ခင်ဗျ ဒါဥပလာတာရဲ့ဆိုင်ကအခုကျွန်တော်ပြပြမယ်နော်ဒီကောင်ကငမောက်လန် ငမောက်လန်း ဒီမှာမြလန်းထောက်မှာရှိရဗျမြင်းသားထင်းသားရှိရနော်ဆက်လဲလေးကလည်းမီးအောင်စုံနေရပဲဆိုတော့ဒါမှတ်တိုင်အနေနဲ့ဆိုလို့ရှိရင်ကျတော့ဘယ်မှတ်တိုင်နဲ့နီးလဲ အနည်းဆုံးကမြလန်းမှတ်တိုင်ပါခင်ဗျ ဟာအနီးဆုံးမြလန်းမှတ်တိုင်နဲ့နီးရဆိုတော့ဒါဒီရက်ကွက်ကကြတော့ဒီကြိုက်ကဆိုင်ရက်ကွက်မှာပေါ့နော် စိတ်ရက်ကွာ ဆိုတော့ဒါဥပလာတာရဲ့ဆိုင်ကိုလာပြီးတော့စားမယ်ဆိုရင်အမျိုးလေးတွေဝယ်သွားပြီးတော့လည်းပဲအိမ်အောင်မှာကိုယ့်အတကိုထပ်ပြီးတော့ဆွဲလို့ရသေးတယ်ဆိုတော့ဒီကြော်ရတော့ဒီလောက်ပါပဲဥပလာတာရဲ့ကျေးဇူးများတင်ပါတယ် ဟုတ်ကျေးဇူး ဆို ပါ တော့ ခင်ဗျာ ချက်လောက် Okay